khate babwa sura yongchi ya yue dono ka dona yan do bo bwa mwe dawe yu mei na yan te nai ne la e jang no dona yan do tan le ta အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပေးသွားမယ့်အကြောင်းအရာတော့ဒီဧပြီလ24ရက်နေ့အထိပေါ့မန္တလေးငလျင်ဘေးအတွက်ရှာဖွေကယ်ဆယ်ရေးနဲ့ဒီကန်လီတော်ရေးလုပ်ငန်းတွေကိုဒါလက်ဆောင်နေကြတဲ့ညဆကအစိုးရအဖွဲ့ဒါလက်ဆောင်ဖြစ်တဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့သုံးသပ်မြောက်တော့ဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်ဒါအရင်တစ်ခေါက်ဒါဗီဒီယိုမှာတုန်းကလည်းပဲဒါဒီအင်အားပြည့်နေပေါ့လေဒါမန္တလေးငလျင်ဒီကြောင့်မို့လို့ဒါလူကြီးကဘယ်လောက်ထိဒါပြေဆုံးခဲ့ရတယ်ဒါဘယ်လောက်ထိထိခိုက်ဒဏ်ရာရပြီးတော့ဒါဘယ်လောက်ထိဒါဒီပျောက်ဆုံးတယ်ပေါ့ပြီးတော့ဒီအဆောက်အဦတွေဒါဘယ်လောက်ထိပျက်စီးခဲ့ရတယ်ပြီးတော့ဒီနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နဲ့ပူးပေါင်းပြီးတော့ဒါဘယ်လိုမျိုးထားလောက်ဆောင်နေဆက်တဲ့ပြင်မို့လို့ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီမန်လေးငလင်းကြီးကြောင်ပေါ့လေဒါတိကိတ်ပစ္စည်းခဲ့ရတဲ့အတွက်ရှာဖွေကယ်ဆယ်ရေးနဲ့လူတော်ရဲ့လုပ်ငန်းတွေကိုလောက်ဆောင်နေကြတဲ့ဒီအစိုးရအဖွဲ့ရဲ့ပေါ့လေအဲဒီလောက်ဆောင်ချက်တဲ့အပေါ်မှာဒါကျွန်တော်ရဲ့အမြင်ချို့နဲ့အကြံပြုချက်တချို့ဒါပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ဒီပထမဆုံးပြောချင်တာကတော့ဒီနတ်ဆက်ခအစိုးရရဲ့နဲ့ပေါ့လေဒါဒီမတ်လ28ရက်နေ့တုန်းကဒါဒီဖြစ်ခဲ့တယ်ပေါ့လေအင်အားပြင်းမန်လေးငလင်းကြောင့်မလို့ဒါတနိုင်ငံလုံးမှာပစ္စည်းခဲ့ရတာတွေအတွက်ကူညီကယ်ဆယ်ရေးနဲ့ဒါပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေကိုဒါပြင်းပြထန်ထန်လောက်ဆောင်နေတဲ့အပြင်တမ်းလို့နည်းရလဲပြန်လည်တည်ထောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒါအချိန်အဟုန်နဲ့ဒါဆောင်ရွက်နိုင်ဖို့အတွက်2025ခုနှစ်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကိုပေါ့လေယာယီပိခတ်တိုက်ခမှုရစီကာလဆိုပြီးတော့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါကဒီပထမတစ်ချိန်ပေါ့လေပြီးတော့ဒီပြန်လည်တည်ဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေကိုဒါပို့ပြီးတော့မြန်ဆန်ဆန်ဒါလောက်ဆောင်နိုင်ဖို့အတွက်ဆိုပြီးတော့2025ခုနှစ်ဧပြီလ23ရက်နေ့ကနေ30ရက်နေ့အထိယာယီပိခတ်တိုက်ခမှုရစီကာလကိုထပ်ပြီးတော့တွန်းမြင့်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်ကဘာလဲဆိုတော့ဒီသူတေတီရဲ့ဒါအဆိုရပေါ့လေဒါတဘာဝဘေးရန်တွေနဲ့ဒါကြုံရမှာဆိုလို့ရှိရင်ဒါတဘာဝဘေးရန်တွေစီမံခန့်ခွဲမှုကိုအဆင့်40နဲ့ဒါလောက်ဆောင်တင်တယ်လို့ဒါဆိုထားတာပဲဖြစ်ပါတယ်ဒီပထမတစ်ဆင့်ကဒါဘာလဲဆိုလို့ရှိရင်ဒါကျူရင်ပစင်တဲ့ဘိုင်းပေါ့လေဒီဘိုင်းကဒါဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်ငလျင်ဘေးဒါကြားရောက်တဲ့အခါမှာဒီဆောင်းရန်ရှောင်းရန်အချက်တွေကိုပေါ့လေဒါကြိုပြီးတော့ဒါတိကျတင်တယ်လို့ဒါဆိုတာဖြစ်ပါတယ်ပြီးတော့ဒီတနစ်သားကြီးခင်ပြင်လိုက်ပေါ့လေဒါဒီ emergency operation center ထားရှိပြီးတော့လုပ်ငန်းတွေကိုဒါကျူတင်ပြင်ဆင်ရမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ဒီအန်ဒီရှော့ကြခြင်းအပိုင်းပေါ့ဒီပိုင်းကဒါဘာကိုဆိုရဲဆိုလို့ရှိရင်အဆောက်အဦတွေကိုလေစပြီးတော့ဒီစောက်စဉ်ကလေးရပင်ဒါဒီစံချင်းစံနှုန်းနဲ့ပေါ့လေဒါကိုက်ညီမှုရှိမရှိကိုဒါစစ်ဆေးရမှာဖြစ်ပါတယ်ဆိုလိုချင်တာဘာလဲဆိုလို့ရှိရင်ဒါဒီငလင်းဘေးအတွက်ပေါ့လေအဆောက်အဦကိုစပြီးတော့ဒီစောက်စဉ်ကာလကလေးရပင်ဒါငလင်းဘေးပေါ့လေအန်ဒီဒါခံနိုင်ရှိမရှိကိုဒါဒီပညာဖြင့်စစ်ဆေးဖို့ဒါလိုအပ်တာဖြစ်တယ်လို့ဆိုလိုတာဖြစ်တယ်ဆိုတော့ဒီနောက်တစ်ချက်ကဒီတတိယတစ်ချက်ပေါ့လေဘာလဲဆိုလို့ရှိရင်တော့ဒါဒီ response ပေါ့လေဒါအချိန်မီတုံ့ပြန်ခြင်းအပိုင်းဒီဘက်တော့ဒါနှစ်ပိုင်းထပ်ပြီးတော့ရှိရဖြစ်တယ်ဒီ first response ဆိုတဲ့မိမိကိုယ်တိုင်နဲ့ဒါ second response လို့ခေါ်တဲ့ဒါဒီကယ်ဆယ်ရေးအဖွဲ့အစည်းပေါ့လေပြင်ဆင်ခြင်းအပိုင်းပဲဖြစ်ပါတယ်နောက်ဆုံးတစ်ဆင့်ကဘာလဲဆိုလို့ရှိရင်တော့ recovery ပေါ့လေဒါပြန်လည်တည်ဆောက်ခြင်းအပိုင်းဖြစ်ပါတယ်ဒီပြန်လည်တည်ဆောက်ခြင်းအပိုင်းကဒါဘာကိုဆိုရဲဆိုလို့ရှိရင်တော့ဒီအဆောက်အဦတွေကိုပေါ့လေပြန်ပြီးတော့ဒါဒီဆောက်ရေးထူထောင်ရေးဒါလုပ်တဲ့အခါမှာဒါတတိပညာရှင်နဲ့ဒါဆွေးနွေးပြီးတော့ဒီအញ្ញဉာဏ်တွေရယူပြီးတော့နောက်ဆုံးသင်တယ်လို့ဆိုထားကြတာဖြစ်ပါတယ်ဒီနောက်ဆုံးပြောချင်တာကတော့ဒီအခုကာလကပေါ့လေဒါဒီငလျင်ဘေးပေါ့လေဒါရှာဖို့ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးလို့ဒီပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုပေါ့လေဒါစပြီးတော့လောက်ဆောင်နေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါငလျင်ဘေးတဲ့ပြည်သူတွေအတွက်ဒီပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုလောက်ဆောင်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလက်ရှိအစိုးရနဲ့ပေါ့လေတိတိကျကျဒါတိကျဖို့ဒါလိုအပ်လိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့ဒါသုံးသပ်မိတယ်ဒီပြောချင်တာကတော့ဒီဆောက်လုပ်ရေးသုံးဒါပစ္စည်းတွေပေါ့လေဒါဈေးထင်းကြီးပေးဖို့ရယ်ပြီးတော့ထိခိုက်ပစ္စည်းခဲ့ရတဲ့ဒီအဆောက်အဦတွေကိုဒါဆန်းစစ်ပေးဖို့နဲ့ဒီအဆောက်အဦတွေကိုပြန်လည်တည်ဆောက်တဲ့အခါမှာပေါ့လေဒါဒီငလျင်ဘေးခံနိုင်ဒီပေါ့လေဒါရှိမရှိဒါဆိုင်ဆိုင်ရုံနဲ့ကိုက်ညီမှုရှိမရှိကိုဒါကြည့်ဆောင်ရတဲ့အဖွဲ့တွေထားရှိပြီးတော့ဒါစစ်စစ်တင်တယ်လို့ကျွန်တော်အနေနဲ့ပြန်တွေ့လိုပါတယ်အားလုံးကိုကျေးဇူး